လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်16ရာစုရဲ့အလယ်ပိုင်းကာလအရှိတောင်အာရှရဲ့မြေပုံဟာသွေးနဲ့ရန်ငွေတွေကြားမှာပြန်လည်ရေးဆွဲခြင်းခံခဲ့ရပါတယ်။အေယာဝတီမြဝန်းကနေမဲခေါင်မြစ်ကမ်းပါးတွေအထိမဏိပူရတောင်တန်းတွေကနေအယုဒ္ဓယမြို့ရိုးတွေအထိတုံလှုပ်စေခဲ့တဲ့နာမည်တစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့ဘရင်တော်မှာပဲ။သူ့ကိုထိုင်းရာဇဝင်တွေမှာအရက်ဆယ်မျက်နှာကိုအောင်နိုင်သူတို့တင်စားကြသလိုဥရောပမှတ်တမ်းတွေမှာတော့အာရှတိုက်မှာတရုတ်ဘရင်ပြီးရင်အာဏာအရှိဆုံးဘရင်တစ်ပါးအဖြစ်မှတ်တမ်းတင်ခဲ့ကြပါတယ်။ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်မှာတမယိုးကြရဲစမ်းတတိတွေကမကအဲ့ဒီခေတ်ကခင်မီဆုံးနည်းပညာတစ်ခုဖြစ်တဲ့ပေါ်တူဂီတနက်ကင်တပ်သားတွေနဲ့ခင်မီအမြောက်တပ်တွေရဲ့အခန်းကဏ္ဍကလည်းအင်မတန်ကြီးမားခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့တာမန်ထန်တက်သမားတို့ရဲ့တားဘွားကနေအရှိတောင်အာရှရဲ့အကြီးကျယ်ဆုံးအင်ပါယာရှင်ဖြစ်လာပုံပေါ်တူဂီကျေးစားစစ်တီတွေကိုဘလို့အသုံးချပြီးခံတပ်တွေကိုဘလို့ချိုးဖျက်ခဲ့တယ်လဲဆိုတာတွေကိုစိတ်ဝင်စားဖို့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဘရင်တော်မင်းတရားကြီးကို1516ခုနှစ်မှာမွေးဖွားခဲ့ပြီးငယ်နမီကတော့ရဲထုတ်ဖြစ်ပါတယ်။တမိုင်းမှတ်တမ်းအချို့အရတောင်ကိုမင်းဆက်နဲ့ဆွေမျိုးတော်ဆက်တယ်လို့ဆိုကြပေမဲ့လူထုပါဇက်ရာဇဝင်တွေမှာတော့သူဟာထထသမားတဦးရဲ့သားဖြစ်တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တေးကြတာတစ်ခုကတော့သူ့ရဲ့မိခင်ဟာတောင်ကိုဘရင်တပင်ရွှေထီးရဲ့နိုဒိန်းဖြစ်ခဲ့တာကြောင့်ရဲတော်ဟာမင်းသားတပင်ရွှေထီးနဲ့အတူနိုးစုဘက်ကစားဘက်တငယ်ချင်းအဖြစ်နန်းတွင်းမှာကြီးပြင်းခွင့်ရခဲ့ပါတယ်။ရဲတော်ရဲ့ဘဝအချိုးကွေရတော့တပင်ရွှေထီးရဲ့အမတော်သခင်ကြီးနဲ့ချစ်ကြိုက်ခဲ့ခြင်းပါပဲ။အဲ့ဒီခေတ်ကတာမန်အရသားတယောက်အနေနဲ့ဘရင်သမီးတော်ကိုကြိုက်တာဟာတေတံပေးခံရနိုင်တဲ့အပြစ်ပါ။ဒါပေမဲ့တပင်ရွှေထီးကတော့သူ့တငယ်ချင်းရဲ့အရေးချင်းကိုသိမြင်တဲ့အတွက်အပြစ်မပေးတဲ့အပြင်ကြော်တင်နွယ်တာဆိုတဲ့ဘွဲကိုပေးပြီးတမှုတယောက်အဖြစ်ခန့်အပ်ခဲ့ပါတယ်။1538ခုနှစ်ရောက်တဲ့အချိန်မှာတော့တောင်ကိုဘရင်တပင်ရွှေထီးဟာဟန်တာဝတီကိုသိမ်းပိုက်ဖို့ကြိုးစားနေချိန်ဖြစ်ပါတယ်။ဟန်တာဝတီဘရင်သူရှင်တကရပီဟာစစ်ရေးအတွေ့အကြုံနေပါပြီးသူ့ရဲ့အမတ်တွေကိုတပင်ရွှေထီးရဲ့လက်ကွက်တွေကြောင့်မှားယွင်းတပ်ဖြတ်မိခဲ့ပါတယ်။ဒါကြောင့်ပဲတောင်ကိုတပ်တွေချီတက်လာတဲ့အခါမှာတော့ခုခံနိုင်စွမ်းမရှိတော့ပဲပဲခူးမြို့ကိုစွန့်ခွာပြီးမဟာမိတ်ဖြစ်တဲ့ပြည်မျိုးဘက်ကိုစုတ်ခွာထွက်ပြေးခဲ့ပါတယ်။တပင်ရွှေထီးကရေတပ်ကိုဦးစီးပြီးလိုက်လံတိုက်ခိုက်ခဲ့သလိုကုန်းချောင်းကနေစုတ်ခွာသွားတဲ့ဟန်တာဝတီတပ်မကြီးကိုချေမှုန်းဖို့အတွက်လည်းရောက်ဖတော့ဖြစ်တဲ့နောင်ကဘရင်အောင်ဖြစ်လာမဲ့ကြော်တင်နွယ်တာကိုဆေလွတ်လိုက်ပါတယ်။ပြည်မျိုးရိုးအတွင်းကိုဟန်တာဝတီတပ်မကြီးရောက်သွားခဲ့ရင်တိုက်ခိုက်ဖို့ခက်ခဲသွားမှာဖြစ်တဲ့အတွက်လမ်းမာတွေအပြတ်ချေမှုန်းဖို့တာဝန်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ဒီတိုက်ပွဲရဲ့အထင်ရှားဆုံးအချက်ကတော့စစ်အင်အားမမျှတမှုပဲဖြစ်ပါတယ်။ဟန်တာဝတီဘက်ကစစ်တီအင်အား8000ညင်း800စစ်နေအားပါဝင်ပြီးပေါ်တူဂီကျေးစားစစ်တီတွေနဲ့ခင်မီတနတ်တွေပါဝင်ပါတယ်။ဒီအင်အားကြီးမားတဲ့တပ်ကြီးကိုတော့ဗိုလ်ချုပ်ပညာတလားနဲ့မင်းရဲ့အောင်နိုင်တို့ကဦးစီးပါတယ်။တောင်ဦးတပ်တွေဘက်မှာတော့စစ်တီ1000ညင်း900စစ်90သာပါဝင်ပြီးအင်အားကအစမတန်ကိုကွာခြားနေခဲ့တာပါ။အဲ့ဒီအချိန်မှာပဲကြော်တင်နွယ်ထားရဲ့တောင်ဦးတပ်ကအေယာဝတီမြို့ဝကျွန်းပေါ်ဒေသမှာရှိတဲ့နောင်ရိုးအရက်မှာရန်သူတက်ကြီးကိုအမိလိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့မြစ်တစ်ဖက်ကမ်းမှာရန်သူကအင်အားအလုံးရင်းနဲ့ရှိနေပြီးလှေတွေကိုလည်းယူဆောင်သွားနေပြီဖြစ်ပါတယ်။ဒါနဲ့ပဲကြော်တင်နွယ်ထားကသူ့တပ်သားတွေကိုဝါဖောင်နေဖွဲ့စီပြီးမြစ်ကိုကူးစေခဲ့ပါတယ်။ဒီလိုကြံစီနေတော့မှပဲတပင်ရွှေထီးစီကနေရန်သူအင်အားများပြားလွန်သဖြင့်မတိုက်သေးပဲတမကြီးလာသည့်အထိစောင့်ပါဆိုတဲ့အမိန့်စာကရောက်လာခဲ့ပါတယ်။ဒါပေမဲ့လည်းကြော်တင်နွယ်ထားကရန်သူနဲ့ထိတ်တိုက်တွေ့နေပြီဖြစ်သလိုစိတ်သက်ကြနေတဲ့ရန်သူကိုအင်အားနဲ့တော့လဲစစ်စည်းကမ်းတေဝတ်တဲ့မိမိတက်ကနိုင်မီဟုယုံကြည်ကအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။ဒါကြောင့်ပဲရန်သူကိုတွေ့ရုံသာမကတိုက်ခိုက်အောင်မြင်ပြီးနေပြီဟုဘရင်မင်းမြတ်ကိုပြန်လဲလျှောက်တင်ခိုင်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ဖောင်တွေပြီးစီးလို့မြစ်ကိုကူးပြီးတဲ့တပြိုင်နက်မှာပဲကူးလာတဲ့ဖောင်အားလုံးကိုမီးရှို့ဖျက်ဆီးပစ်ဖို့ကြော်တင်နွယ်ထားကအမိန့်ပေးလိုက်ပါတယ်။ဒီအချိန်မှာလက်ထောက်ဗိုလ်မှူးတော်မိုင်းရဲကရန်သူကဆယ်စားမိမိတို့ကတစားဖြစ်တဲ့အတွက်ရှုံးခဲ့လျင်ပြေးစရာလမ်းမရှိပဲတေရနိုင်ကြောင်းတတိပေးပါတယ်။ကြော်တင်နွယ်ထားကတော့မိမိကိုယ်ကိုယုံကြည်မှုရှိပြီးရဲရဲနဲ့ခေါင်းဆောင်ပြီးရှုံးနေရင်လည်းတေကြရုံကလွဲပြီးရွေးချယ်စရာမရှိကြောင်းပြက်သားစွာပြန်လည်မိန့်ကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ကြော်တင်နွယ်ထားကတက်ကိုစစ်ကြောင်း3ကြောင်းခွဲလိုက်ပါတယ်။လက်ဝဲတက်မှာဗရတင်ညာဦးစီးစီပြီးအင်အားအနေနဲ့300လက်ရတက်မှာတော်မိုင်းရဲကိုဦးစီးစီပြီးအင်အား300နဲ့အလဲတက်မှာတော့ကြော်တင်နွယ်ထားကိုယ်တိုင်ဦးစီးပြီးအင်အား400နဲ့အတီးတီးချီတက်ဆေးပါတယ်။ဟန်တာဝတီတပ်ပတ်မှာတော့ဗ
ဗိုလ်ချုပ်တွေကတောင်ကိုတက်အင်အားနေပါတာကိုမြင်ပြီးပေါ်ဆခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့တောင်ကိုတက်တွေကအသေးခံတိုက်မယ်လို့ဆုံးဖြတ်ထားတာကြောင့်ရန်သူတပ်မကြီးတွေကိုရဲရဲဝံ့ဝံ့စတင်ထိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်ကြော်ထင်းနော်ဝဲထားကလည်းဆွဲလမန်အမည်ရှိတဲ့စစ်စင်ကိုစီးပြီးရန်သူဗိုလ်ချုပ်ပညာတလရှိရာကိုတန်တန်မတ်မတ်ဝင်ရောက်တိုက်ခိုက်ပါတယ်ဒါကြောင့်ပဲဗိုလ်ချုပ်ပညာတလကကြောက်လန့်ပြီးစင်ပေါ်မှစင်ကငင်းနဲ့တောင်ထွက်ပြေးခဲ့ရပါတယ်နောက်ထပ်ဟန်တာဝတီဗိုလ်ချုပ်တို့ဖြစ်တဲ့မင်းရဲအောင်နိုင်ကတော့စင်အပေါ်မှာပဲကြာဆုံးသွားခဲ့ရပါတယ်ခေါင်းဆောင်ကြီးနှစ်ဦးစလုံးမရှိတော့တဲ့အချိန်မှာတော့ဟန်တာဝတီတက်ကြီးဟာလည်းကစင်ကလေးအားဖြစ်ကလုံးဝကိုတက်ပြက်ပြီးပြိုကွဲသွားခဲ့ရပါတယ်ဒီနောင်ရုပ်တိုက်ပွဲအောင်မြင်သွားတဲ့နောက်မှာတော့တပင်ရွှေတီရောက်လာကအလွန်ဝမ်းမြောက်ပြီးရောက်ပါတော့ကြော်ထင်နော်ရထားကိုလည်းဘရင်နောင်တော်ဟူသောဘွဲကိုပေးအပ်ပြီးလှိုင်မျိုးစားအရာကိုလည်းပေးသနာတော်မူခဲ့ပါတယ်ဒီတိုက်ပွဲဟာဟန်တာဝတီဘရင်ရန်ရကိုအပီးတိုင်ချင်းနဲ့သွားစေခဲ့ပြီးတောင်ကိုအင်ပါယာချက်ထွင်ရေးအတွက်အောက်မြန်မာပြည်တစ်ခုလုံးကိုစုစည်းနိုင်မဲ့လမ်းစာကိုဖွင့်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။သမိုင်းပညာရှင်တွေကတော့ဒီတိုက်ပွဲကိုအရှိတောင်အာရှသမိုင်းမှာအကြီးကျယ်ဆုံးအင်ပါယာတည်ထောင်သူဖြစ်လာမဲ့ဘရင်နောင်ရဲ့ပထမဆုံးသောထူးခြားပြောင်မြောက်တဲ့စွမ်းဆောင်ရည်အဖြစ်တင်စားကြပါတယ်။1550ခုနှစ်မှာတော့တောင်ကိုအင်ပါယာကြီးတစ်ခုလုံးတုန်လှုပ်သွားခဲ့ပါတယ်။ဘရင်တပင်ရွှေတီဟာသူ့ရဲ့အနီးကပ်ယုံကြည်ရတဲ့မွန်မတ်ဖြစ်တဲ့တမိန်စောထွရဲ့လှုပ်ကြံခြင်းကိုခံလိုက်ရပြီးနတ်ရွာဆန်သွားခဲ့တာပါဒီလှုပ်ကြံမှုဟာတာမန်အာနာလူပွဲမဟုတ်ပဲတပင်ရွှေတီကစင်ပြူတော်ရှာထွက်မယ်ဆိုပြီးပန်းတနော်ဘက်ကိုထွက်သွားချိန်မှာတမိန်စောထွကအကွက်ချလှုပ်ကြံလိုက်တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဘင်းတော်ဟာဒလားဘက်မှာမွန်တပုံခေါင်းဆောင်တမိန်ထောကိုလိုက်လံနေနေမှုစစ်ထွက်နေချိန်ဖြစ်ပါတယ်ဘရင်လှုပ်ကြံခံလိုက်ရတဲ့ဆိုတဲ့သတင်းကြပြီးမကြခင်မှာပဲတိဆောက်ထားတဲ့တိုင်းပြည်ကြီးဟာလည်းချက်ချင်းဆိုသလိုပြိုကွဲသွားပါတော့တယ်အခြေအနေကဘလောက်ဆိုးတယ်လဲဆိုရင်ဘရင်နောင်ရဲ့ညီတော်အရင်တွေအပါဝင်မျိုးစားနေစားတွေအားလုံးကဘရင်နောင်ကိုစက္ကန့်သူအဖြစ်တိမှတ်မပြုကြတော့ပါဘူးဟန်တာဝတီထီးနန်းကိုတော့လှုပ်ကြံသူတမိန်စောထုတ်ကအရင်ဆုံးသိမ့်ပိုက်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့အာဏာဇက်ကကြာကြာမခံလိုက်ပဲဟန်တာဝတီမင်းဆက်ရဲ့သွေးအစ်စ်ဖြစ်တဲ့တမိန်ထောကပြန်လဲတိုက်ခိုက်ပြီးပဲခူးထီးနန်းကိုမွန်လို့လက်ထဲပြန်ရအောင်သိမ်းယူသွားခဲ့ပါတယ်ဘရင်နောင်အတွက်ရင်အနာရဆုံးတစ္ဆာဖောက်မှုကတော့သူ့ရဲ့မွေးရမြေတောင်ကိုကဖြစ်ပါတယ်တောင်ကိုမြို့ကိုစောင့်ရှောက်ဖို့ယုံကြည်စွာတာဝန်ပေးထားတဲ့ဘရင်နောင်ရဲ့ညီတော်ရင်မင်းကောင်ကတော့အကိုတော်ကိုကြောခံပြီးကိုတီးကိုနန်းနဲ့မင်းလုံမယ်လို့ကြီးညာလိုက်တာပါဒါအပြင်ပြည်မြို့မှာလည်းတပင်ရွှေတီးရဲ့ရောက်ခမတော်ဆက်သူတတိုးဓမ္မရာဇာကလွတ်လပ်ရေးကြီးညာပြီးပုံကန်ခဲ့ပါတယ်တူတူပြောရမယ်ဆိုရင်တော့ရန်ကုန်တစ်ဖက်ကမ်းဒလားမှာရောက်နေတဲ့ဘရင်နောင်ဟာမျိုးမရှိနမ်းမရှိပဲစစ်သားရှိတဲ့နောက်လိုက်သက်သားအနှဲငယ်နဲ့သာကြံရစ်ခဲ့တဲ့တိုင်းပြည်မဲ့ဘရင်ဘဝကိုချက်ချင်းရောက်သွားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူ့မှာဘယ်သူမှမရှင်နိုင်တဲ့လှုပ်ဝက်လက်နက်တစ်ခုတော့ရှိနေပါသေးတယ်အဲ့ဒါတော့ပေါ်တူဂီကြီးစားစစ်တီတွေပါအဲ့ဒီခေတ်16ရာစုအရှေ့တောင်အာရှမှာစစ်ပွဲတွေရဲ့အဖြစ်ကိုပြောင်းလဲနိုင်တာကဥရောပကလာတဲ့တနက်တွေပါဘရင်တပင်ရွှေတီလက်ထက်ကလေးကပေါ်တူဂီစစ်တီ900လောက်ဟာတောင်ကိုတက်မှအမှုထမ်းခဲ့ပြီးသူတို့ရဲ့မီးကြောက်တနက်တွေအမြောက်တွေကတမယိုးကြမျိုးရိုးတွေဖြိုခွင်းရမှာအင်မတန်ထိရောက်ပါတယ်ဒါကြောင့်ပဲဘရင်နောင်ဟာသူ့ရဲ့အယုံကြည်ရာဆုံးပေါ်တူဂီစစ်ကောင်းဆောင်ဒီယိုဂိုဆိုရက်စ်ကိုအမြန်ဆုံးလှမ်းခေါ်လိုက်ပါတယ်ဒီယိုဂိုဆိုရက်စ်ကတစ္ဆာရှိတဲ့လူဖြစ်တာကြောင့်နိုင်ငံရဲ့ခြားကိုရောက်နေခဲ့ပေမဲ့ဘရင်နောင်ခေါ်တာနဲ့ကျန်တဲ့ပေါ်တူဂီစစ်တီ39ယောက်ကိုပါခေါ်ပြီးချက်ချင်းပြန်လာခဲ့ပါတယ်အဲ့ဒီခေတ်ကလူဝင်အား39ယောက်ဆိုတာနဲတယ်လို့ထင်ရပေမဲ့သူတို့ကရိုးရိုးစစ်တီတွေမဟုတ်ပါဘူးခင်မီတနက်တွေကိုကျွမ်းကျင်စွာပြစ်ခတ်နိုင်သူတွေဖြစ်ပြီးဒေသခံစစ်တီတွေမလုံနိုင်တဲ့စစ်ဗျူဟာတွေကိုဖော်ဆောင်နိုင်သူတွေပဲဖြစ်ပါတယ်ဘရင်နောင်ကဒီပေါ်တူဂီတနက်ကင်တပ်တွေကိုတအိုးကနေတင်လိုက်ပြီးကျန်တဲ့တစ္ဆာရှိမွန်နဲ့ဗမာစစ်တီတွေကိုစုစည်းကမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အင်ပါယာထူထောင်ခြင်းခီးစဉ်ကိုဒလားမြို့ကနေစတင်လိုက်ပါတော့တယ်ပထမဆုံးပြစ်မှတ်ကတော့တစ္ဆာဖောင်ကြီးတော့စိုးစံနေတဲ့သူ့ရဲ့ဇာတိမြေတောင်ကိုမြို့ပါပဲသူ့ရဲ့ဗျူဟာတော်တော်လေးပါနေပါလေရန်သူတွေဝိုင်းနေတဲ့အလဲဟန်တာဝတီကိုချက်ချင်းမတိုက်ပဲနောက်တန်းလုံကြုံမဲ့တောင်ကိုအရင်သိမ်းအင်အားစုပြီးမှဟန်တာဝတီကိုဆင်းတိုက်မဲ့သဘောပါ1552ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာတော့ဘရင်နောင်ကတောင်ကိုမြို့ကိုစတင်တိုက်ခိုက်ပါတယ်မြို့ထဲမှာရှိနေတာကသူ့ညီမင်းကောင်ညီကိုချင်းတိုက်ရတဲ့စစ်ပွဲပါတောင်ကိုမြို့ရိုးကခိုင်ခန့်ပေမဲ့ဘရင်နောင်ရဲ့စစ်ရေးဗျူဟာနဲ့ပေါ်တူဂီအမြောက်တပ်ရဲ့စွမ်းရည်ကြောင့်9လအကြာမှာပဲတောင်ကိုမြို့ကျဆုံးခဲ့ရပါတယ်ဒီစစ်ပွဲပြီးမှာတော့ဘရင်နောင်ရဲ့နှလုံးရည်ကိုတွေးရပါတယ်တစ္ဆာဖောက်ပြီးပုံကန်တဲ့ညီတော်မင်းကောင်ကိုဖမ်းမိတဲ့အခါလူတိုင်းကတပ်ပစ်မယ်လို့ထင်ကြပါတယ်
ဒါပေမဲ့ဘရင်အောင်ကမတတ်ပဲညီကိုတွေစီးလုံးမှတိုင်းပြည်ကိုပြန်လည်တည်ဆောက်နိုင်မှာဆိုပြီးခွင့်လွှတ်ခဲ့ရုံသာမကဘရင်ကန်ယာဒူးကိုပါပြန်လည်ပေးအပ်ခဲ့ပါတယ်ဒီလောက်ရက်ကတော့တခြားပုံကန်နေတဲ့မျိုးစားတွေကိုသတင်းစကားပါလိုက်တယ်လို့ပါပဲဘရင်အောင်စီမှာဒူးထောင်ရင်အသက်ချမ်းသာရမယ်နေရပြန်ရမယ်ဆိုတာပေါ့ဒါဟာဓာတ်သွားတဲ့ထက်မြက်တဲ့နိုင်ငံရေးလက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်တောင်ကိုရပြီးတာနဲ့1550ခုနှစ်ဩဂတ်စ်လမှာပဲပြည်မျိုးကိုဆက်တိုက်ပါတယ်ပြည်ပြင်းသတို့ဓမ္မရာဇာကခုခံပေမဲ့ဘရင်အောင်ရဲ့တမကြီးကိုမရှင်နိုင်ပဲထွက်ပြေးသွားခဲ့ရပါတယ်ပြည်မျိုးကိုသိမ်းပိုက်လိုက်နိုင်ခဲ့တာကအလွန်ကိုအရေးပါပါတယ်ဘာလို့လဲဆိုတော့ပြည်မျိုးကိုရလိုက်တာနဲ့တပြိုင်နက်အထက်မြန်မာပြည်နဲ့အောက်မြန်မာပြည်ကိုဆက်သွယ်ထားတဲ့အေယာဝတီမြေကြောင်းထိန်းချုပ်ခွင့်ကိုပါရလိုက်လို့ပါပဲ1552ခုနှစ်မှာတော့အဓိကရန်သူကြီးတမိန်ထောရှိနေတဲ့ဟန်တာဝတီကိုစစ်ချီပါတော့တယ်တမိန်ထောဆိုတာလေတာမန်လူမဟုတ်ပါဘူးမိုးရစဝင်နေမှာသူရဲကောင်းအဖြစ်တင်စားခံရသူပါဟန်တာဝတီမျိုးပြင်မှာနှစ်ဖက်တပ်တွေတစ်ဆုံကြတဲ့အခါမှာမြမသမိုင်းမှာနာမည်ကျော်ကြတဲ့စီချင်းပွဲကြီးဖြစ်လာပါတော့တယ်ဒီလိုနဲ့စစ်စင်ကြီးတွေပေါ်မှာဘရင်နှစ်ပါးအသက်လူတိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့ဘရင်အောင်ရဲ့လမ်းကျကြောင့်တမိန်ထောရှုံးနေကထွက်ပြေးသွားခဲ့ရပါတယ်ဒါကြောင့်1552မတ်လ12ရက်နေ့မှာဘရင်နောင်ဟာဟန်တာဝတီထီးနှံကိုပြန်လဲသိမ်းပိုက်နိုင်ခဲ့ပြီးအဲ့ဒီနေ့ကစလို့ဟန်တာဝတီဟာဒုတိယတောင်ကိုအင်ပါယာရဲ့နေပြည်တော်ဖြစ်လာခဲ့ပါတယ်။အောက်မြန်မာပြည်ကိုစီးရုံးစေပြီးနောက်မှာတော့ဘရင်နောင်ရဲ့မျက်လုံးတွေကမြောက်ဘက်စီကိုဥလှည့်လာပါတယ်။နှစ်ပေါင်းများစွာအင်းဝကိုထိန်းချုပ်ထားပြီးမြန်မာနိုင်ငံအလယ်ပိုင်းကိုချင်းချောက်နေတဲ့ရှမ်းစော်ဘွားတွေကိုနှိမ်နှင်းဖို့ပါပဲ။ဒါကြောင့်1553ခုနှစ်ကတည်းကစစ်ပြင်ဆင်ခဲ့ပြီး1555ခုနှစ်ဇန်နဝါရီလမှာတော့ကုန်းတက်ရေတက်အလုံးရင်းနဲ့အင်းဝကိုချီတက်ပါတော့တယ်ဒီတိုက်ပွဲမှာတော့ဘရင်နောင်ရဲ့စစ်တပ်ဟာအရင်ကထက်ပိုအင်အားကြီးလာခဲ့ပါပြီပေါ်တူဂီအမြောက်တပ်တွေမွန်ဗမာတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့တပ်မတော်ကြီးဖြစ်နေခဲ့ပါပြီအင်းဝဘရင်စီတူကျော်တင်ကခုခံခဲ့ပေမဲ့1555ဇန်နဝါရီ22ရက်နေ့မှာတော့အင်းဝမြို့ကြီးကျဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ဘရင်နောင်ဟာအင်းဝနဲ့လည်းရက်မနေပဲ1558ခုနှစ်မှာတော့ရှမ်းပြည်နယ်တစ်ခုလုံးကိုပါသိမ်းသွင်းဖို့စီမံကိန်းချပါတော့တယ်။မိုးညင်းမိုးကောင်းတီဘောစတဲ့ဒေသတွေကိုတရှိန်တို့တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။သူ့ရဲ့ထူးခြားချက်ကတော့တိုက်ခိုက်သိမ်းပိုက်ပြီးုံနဲ့မဟုတ်ပဲရှမ်းစော်ဘွားတွေရဲ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့စော်ဘွားသိရင်ကျွန်းတွေကိုပါတက်ပြီးမြေမြုပ်တကြိုတဲ့ဓလေ့ကိုအမိတ်အာဏာနဲ့ပိတ်ပင်ခဲ့တာပါပဲ။ဒါသူ့ကိုစစ်ဘရင်တယောက်အနေနဲ့သာမကလူမှုရေးပြုပြင်ပြောင်းလဲသူတယောက်အနေနဲ့ပါတွေ့မြင်ရတာဖြစ်ပါတယ်ဒီနေရာမှာတလေးတစားထည့်ပြောရမှာကတော့ဘရင်နောင်ရဲ့ပြောင်မြောက်လာတဲ့စစ်ရေးအမြင့်မှာဘာကြောင့်လဲဆိုတော့သူဟာအဲ့ဒီခေတ်အရှိတောင်အာရှစစ်ရေးစနစ်ကိုလုံးဝပြုပြင်ပြောင်းလဲပစ်ခဲ့သူတယောက်ဖြစ်လို့ပါပဲ16ရာစုအစောပိုင်းလောက်မှာကမ္ဘာအနောက်ဘက်ခြမ်းကပေါ်တူဂီတွေအိန္ဒိယသမုဒ္ဒရာတွေရောက်လာတာနဲ့အတူတနတ်နဲ့အမြောက်နီးပညာတွေပါလာပါတယ်ရှေးရိုးဆွဲဘရင်တွေကဓာတွေကိုအလေးမထားတဲ့အချိန်မှာဘရင်နောင်ကတော့ဒီနီးပညာတွေဟာစစ်ပွဲတွေရဲ့အဆုံးဖြတ်ဖြစ်မယ်ဆိုတာကိုကြိုတင်မှန်းဆနိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲသူ့ရဲ့တပ်မတော်မှာဒေသခံမွန်ဗမာရှမ်းစတဲ့စစ်တီတွေအပြင်ပေါ်တူဂီကျေးစားစစ်တီတွေကိုအမြောက်အများငှားရမ်းအသုံးပြုခဲ့ပါတယ်။ထူးခြားဆုံးကတော့ဘရင်နောင်ရဲ့ကိုရန်တော်တပ်ဖွဲ့ပါ။သမိုင်းမှတ်တမ်းတွေအရသူစစ်တိုက်ထွက်တဲ့အခါသူ့ရဲ့စင်တော်ဘေးမှာပေါ်တူဂီတနက်ကင်စစ်တီ400တီတီအမြဲတမ်းဝင်းရံလိုက်ပါရပါတယ်သူတို့ကခေါင်းအစခြေစုံတန်ကြက်ကဝတ်စုံတွေဝတ်ဆင်ထားပြီးသူတို့ကင်ဆောင်တဲ့မီးကြောက်တပ်နက်တွေကလည်းအဲ့ဒီခေတ်ကဒေသတွင်းမှာအဆင့်အမြင့်ဆုံးလက်နက်တွေပါမိတ်ဆွေတို့စဉ်းစားကြည့်ပါတခြားပြိုင်ဘက်တွေကဓာလှန်လေးမြားတွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာဘရင်အောင်တပ်တွေစီကမိုးချင်းတန်လိုကျဲလောင်တဲ့တနက်တန်တွေရန်ငွေတွေထွက်ပေါ်လာတဲ့အခါရန်သူတွေဘလောက်တောင်ထိတ်လန့်နေလိုက်မလဲအထူးသဖြင့်တောင်ပေါ်ဒေသကရှမ်းစော်ဘွားတွေဆိုရင်ဒီလိုလက်နက်စမ်းတွေကိုတခါမှမမြင်ဘူးကြပါဘူး။ဒါကြောင့်ပဲရှမ်းပြည်နယ်သိမ်းပိုက်ပွဲတွေမှာဘရင်နောင်ရဲ့တပ်တွေဟာတနက်တန်ပေးလိုက်ရုံနဲ့တင်ရန်သူတပ်တွေစိတ်သက်ပြက်ပြပြီးထွက်ပြေးကြရတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဘရင်နောင်ဟာနိုင်ငံခြားနည်းပညာတစ်ခုတည်းကိုအားကိုးခဲ့တာမဟုတ်ပါဘူး။သူကမြမယိုရာစင်တပ်ကိုလည်းခိမီလက်နက်တွေနဲ့ပေါင်းစပ်လိုက်ပါတယ်။စင်တွေကိုရိုးရိုးစီးရုံနဲ့မကပဲစင်တွေပေါ်မှာဟော်ဒါလို့ခေါ်တဲ့အကာအကွယ်တွေတက်ဆင်ပြီးအဲ့ဒီအပေါ်ကနေတနတ်သမားတွေလေးသမားတွေကိုပြစ်ခတ်ဆေးပါတယ်တချို့စင်ကြီးတွေရဲ့ကြောပေါ်မှာဆိုရင်အမြောက်ငယ်တွေကိုပါတက်ဆင်ပြီးပြစ်ခတ်နိုင်အောင်စီစဉ်ထားပါတယ်ဒါခေတ်သစ်စကားနဲ့ပြောရမယ်ဆိုရင်တော့တက်ရှိတင်ကကြီးတွေလိုပါပဲ
သူ့ရဲ့စေရေးဗျူဟာကလည်းရိုးရှင်းပေမဲ့ထိရောက်ပါတယ်ရှေ့ကနေအမြောက်တက်တဲ့တနတ်တက်ကရန်သူဖောင်မေးရှင်းကိုဖြိုခွင်းရန်သူတွေတုံလုံးခြောက်ချသွားတဲ့အချိန်မှာစင်တက်နဲ့မြင်းတက်ကဝင်ရောက်တိုက်ခတ်ပြီးအဆုံးသတ်ပစ်တာပါဒီလိုအရှိနဲ့အနောက်ပေါင်းဆက်ထားတဲ့စေရေးစွမ်းရည်တွေကြောင့်10နှစ်ဝန်းကျင်ကာလတို့အတွင်းမှာမဏိပူရရှမ်းပြည်နယ်ဇင်းမဲ့နဲ့လာအိုတို့လိုနိုင်ငံတွေကိုဒူးထောက်စေနိုင်ခဲ့တာဖြစ်ပါတယ်ဇလန်းကိုပြန်ဆက်ရမယ်ဆိုရင်တော့ပြည်တွင်းမှာစီးလုံးစီပြီးနောက်မှာဘရင်နောင်ရဲ့မျက်လုံးတွေကအရှိတ်အရက်စီကိုလှည့်လို့လာခဲ့ပါပြီဒီလာမဲ့တိုက်ပွဲတွေကတော့ဘရင်နောင်ရဲ့စစ်ဘီရင်ဘဝအထွတ်ထိပ်ရောက်ခဲ့တဲ့ယိုရီးယားကိုသိမ်းပိုက်ခဲ့တဲ့စစ်ပွဲတွေပါဒီစစ်ပွဲရဲ့ပြဿနာအစကတော့စင်ပြူတော်ပါအဲ့ဒီခေတ်ကအရှိတောင်အာရှမှာစင်ပြူတော်ပိုင်ဆိုင်ခြင်းကစကြဝဠာမီဖြစ်ခြင်းရဲ့ပြရုပ်ပါယိုရီးယားဘရင်မဟာချကရဖတ်စီမှာစင်ပြူတော်9စီးရှိတယ်လို့သတင်းထွက်နေတာပါဒါကြောင့်ဝယ်ဘရင်နောင်ကသူ့ရဲ့ဖုံးတကိုကိုပြသတဲ့အနေနဲ့ယိုရီးယားဘရင်စီကစင်ပြူတော်2စီးကိုတောင်းဆိုခဲ့ပါတယ်ယိုရီးယားဘရင်ကညှင်းဆန်တဲ့အခါမှာတော့ဒါကိုရာဇသံပေးတယ်လို့ယူဆပြီးဘရင်နောင်က1563ခုနှစ်မှာစစ်သည်အင်အား6000မြင်း2000ကျော်စင်300ကျော်ပါဝင်တဲ့အေယာမတက်မကြီးနဲ့အတူယိုရီးယားကိုစစ်ချီလာပါတော့တယ်ဒါကိုသမိုင်းမှာတော့စင်ပြူတော်စစ်ပွဲဆိုပြီးလူသိများပါတယ်ဒီနေရာမှာဘရင်နောင်ရဲ့ဗျူဟာကယိုရီးယားတွေမျောလင့်မထားတဲ့မြောက်ဘက်လမ်းကြောင်းတွေကနေဝင်ရောက်ပြီးမြို့တွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်တာပါဘရင်နောင်ရဲ့ဗျူဟာမြောက်မှုနဲ့ပေါ်တူဂီအမြောက်တပ်တွေရဲ့ပစ်ကူမှုကြောင့်1564ခုနှစ်ဖေဖော်ဝါရီလမှာအယုဒ္ဓယဘရင်လက်နက်ချခဲ့ရပါတယ်ဘရင်နောင်ကအယုဒ္ဓယဘရင်နဲ့တားတော်အကြီးရာမဆန်တို့ကိုတုံပန်းအဖြစ်ဟန်တာဝရီကိုခေါ်ဆောင်သွားခဲ့ပြီးတားတော်ငယ်မဟိနာကိုတော့ဘရင်ကန်အဖြစ်ခန့်အပ်ခဲ့ပါတယ်ဒါပေမဲ့ဒါဒုတိယမြောက်စစ်ပွဲရဲ့အစပြိုးခြင်းလည်းဖြစ်ပါတယ်ပထမစစ်ပွဲပြီးလို့4နှစ်လောက်အကြာမှာတော့အခြေအနေတွေကပြောင်းလဲလာခဲ့ပါတယ်ဟန်တာဝရီမှာရန်ဝတ်နေတဲ့အယုဒ္ဓယဘရင်ဟောင်းကဖျားဖူးမဲ့ဆိုပြီးအယုဒ္ဓယကိုပြန်ပြေးလာပါတယ်ပြီးတော့သူ့ရဲ့သားငယ်နဲ့ပေါင်းပြီးဘရင်နောင်ကိုစတင်ပုံကံပါတော့တယ်သူတို့ကလာအိုဘရင်စတာထီရက်နဲ့မဟာမိတ်ဖွဲ့ပြီးဘရင်နောင်ရဲ့တစ္ဆာကံဖြစ်နေတဲ့ဖစ်စနုလောက်မြို့ကိုဝိုင်းတိုက်ကြပါတယ်ဒါကြောင့်ပဲ1568ခုနှစ်မှာတော့ဘရင်နောင်ကဒုတိယအကြိမ်ယိုရီးယားကိုစစ်ချီရပြန်มาတော့တယ်ဒီတစ်ခေါက်တိုက်ပွဲကတော့အရင်တစ်ခေါက်နဲ့မတူပါဘူးအယုဒ္ဓယမြို့ရိုးတွေကပုံမခိုင်ခန့်လာပြီးလာအိုဘရင်ကလည်းအယုဒ္ဓယဘက်ကနေကူညီတိုက်ခိုက်ပေးနေပါတယ်ယိုရီးယားတွေကမြို့တကားတွေအကုန်ပိတ်မြို့ရိုးပေါ်ကနေအမြောက်တွေနဲ့ပစ်ခတ်ပြီးခုခံကြပါတယ်သူတို့ရဲ့မျောလင်းချက်ကတော့မိုးရသည်ပါမိုးကြလာရင်အယုဒ္ဓယမြို့ပပတ်လေကကွင်းမြင်နေရရေလွှမ်းမှုသွားပြီးရန်သူတပ်တွေတက်ဆွဲလို့မရတော့ပဲအလိုလိုစုတ်ခွာသွားရမယ်လို့သူတို့ကတွက်ဆခဲ့ကြတာပါတကယ်လဲမိုးရသည်ရောက်လာတဲ့အခါမှာတော့ရေတွေကြီးပြီးဘရင်နောင်ရဲ့တပ်တွေအကြီးအကျယ်ဒုက္ခရောက်ခဲ့ပါတယ်ဗိုလ်ချုပ်တွေကတက်ဆုပ်ဖို့ရှောက်တင်ကြပေမဲ့ဘရင်နောင်ကလုံးဝလက်မခံခဲ့ပါဘူးဒီမျိုးကိုမရမချင်းပြန်မဆုပ်ဘူးဆိုတဲ့တန်ဋိဌာန်နဲ့မြေသားတွေကိုဖို့ကုန်းမြင့်တွေကိုလှုပ်ပြီးစခန်းချပါတယ်စားနပ်ရိက္ခာတွေကိုလည်းနောက်တန်းကနေမရရအောင်ပို့ခိုင်းပြီးရေကြီးနေတဲ့ကာလတစ်လျှောက်လုံးမြို့ကိုဆက်လက်ဝန်းရံထားခဲ့ပါတယ်ဆယ်လာနီးပါးဝန်းရံထားပေမဲ့မြို့ကမကြတဲ့အတွက်နောက်ဆုံးမှာတော့ဘရင်နောင်ကလှုပ်ဝက်စစ်စင်ရေးတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်သူကအယုဒ္ဓယဘရင်ဟောင်းနဲ့တူပါလာခဲ့တဲ့ယိုရီးယားမြို့သားဟောင်းကိုတစ္ဆာဖောက်အောင်ဆောင်ခိုင်းပြီးအယုဒ္ဓယမြို့တွေကိုဝင်ရောက်ဆေးပါတယ်မြို့တွေကယိုရီးယားတွေကတော့သူတို့လူဟောင်းကြီးပြန်လာတဲ့ဆိုပြီးဝမ်းသာအားရကြိုးဆိုကြယာဒူးတွေပြန်ပေးကြပါတယ်တကယ်တမ်းမှာတော့အဲ့ဒီလူကဘရင်နောင်ရဲ့တရှိုတယောက်ဖြစ်ပြီးသူဟာမျိုးစောင့်တပ်တွေကိုနေရာပြောင်းအားနည်းအောင်လုပ်ပြီး1569ခုနှစ်ဩဂတ်လရဲ့ညတညမှာတော့မြို့တကားကိုဖွင့်ပေးလိုက်ပါတော့တယ်လာပေါင်းများစွာစောင့်ဆိုင်နေတဲ့ဘရင်နောင်ရဲ့တပ်မကြီးမြို့ထဲကိုဝင်ရောက်စီးနှင်းတဲ့အခါမှာတော့အရှိတောင်အာရှရဲ့အခမ်းအနားဆုံးမြို့တော်ကြီးအယုဒ္ဓယဟာမီးဟုံးဟုံးတောက်ကြဆုံးသွားခဲ့ရပါတယ်ဒီအောင်ပွဲကြောင့်ဘရင်နောင်ဟာ10မျက်နှာကိုအောင်နိုင်သူအဖြစ်သမိုင်းတွင်ခဲ့ပြီးအဲ့ဒီအချိန်ကစလို့15နှစ်ကျော်ကြာတဲ့အထိယိုရီးယားဟာမြန်မာလက်အောက်ခံဘရင်ကန်နိုင်ငံဖြစ်ခဲ့ရပါတယ်ဒီစစ်ပွဲကနေရရှိလိုက်တဲ့စစ်တုံးဝမ်းတွေရွှေငွေရတနာတွေလက်မှုပညာရှင်တွေဟာဒုတိယတောင်ကိုအင်ပါယာရဲ့ယဉ်ကျေးမှုနဲ့အမှုပညာကိုပုံမတိုးတက်စေခဲ့ပါတယ်ဘရင်နောင်ဟာစစ်မြေပြင်မှာရှုံးပွဲမရှိသလောက်ဖြစ်ခဲ့ပေမဲ့သူ့ကိုအကြီးအကျယ်ဒုက္ခပေးခဲ့တဲ့ပြိုင်ဘက်တူတော့ရှိပါတယ်အဲ့ဒါတော့လာအိုဘရင်စတာထီရက်ပါစတာထီရက်ဟာမြန်မာတပ်မတော်ရဲ့အားသာချက်ဖြစ်တဲ့အင်အားကြီးမားမှုကိုရှောင်တိန်ပြီးတောတောင်တွေထဲမှာပျောက်ကြားစစ်စင်ရေးနဲ့တုံ့ပြန်ခဲ့ပါတယ်ဘရင်နောင်ရဲ့တပ်တွေကဘီယန်ချင်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့စတာထီရက်ကိုတော့ဖမ်းမမိခဲ့ပါဘူး
တောတောင်ထူထပ်ပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့လာအိုဒေသဟာဘရင့်နောင်ရဲ့အင်ပါယာအစွန်ဖျားမှာထိန်းချုပ်ရခက်ခဲတဲ့ဒေသတစ်ခုအဖြစ်ကျန်ရှိနေခဲ့ပါတယ်1581ခုနှစ်ဘရင့်နောင်မင်းတရားကြီးနေရွာဆန်တဲ့အခါမှာတော့သူတီထောင်ခဲ့တဲ့အင်ပါယာကြီးဟာအရှေ့တောင်အာရှသမိုင်းမှာအကြီးမားဆုံးအင်ပါယာအဖြစ်တည်ရှိနေခဲ့ပါတယ်သူ့ရဲ့အောင်မြင်မှုဟာစစ်ရေးစွမ်းရည်တစ်ခုတည်းကြောင့်မဟုတ်ပါဘူးသိမ့်ပိုက်ခံရတဲ့ဘီရင်တွေကိုယာဒူးပြန်ပေးပြီးတစ္ဆာခံစေတဲ့မန္တလအုပ်ချုပ်ရေးစနစ်ဗုဒ္ဓသာသနာကိုအကြောင်းပြုပြီးစီယုံနိုင်စွမ်းပြီးတော့နိုင်ငံခြားသားကျေးစားစစ်တီတွေရဲ့နည်းပညာကိုထိထိရောက်ရောက်အသုံးချနိုင်စွမ်းနေကြောင်းလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီအင်ပါယာကြီးဟာဘရင့်နောင်ဆိုတဲ့ပုဂ္ဂိုလ်တဦးရဲ့ဩဇာအာဏာအပေါ်မှာတိဆောက်ထားတာဖြစ်တဲ့အတွက်သူကွယ်လွန်ပြီးမကြခင်မှာပဲသူ့ရဲ့သားတော်နန္ဒဘုရင်လက်ထက်မှာတဖြည်းဖြည်းပြိုကွဲသွားခဲ့ရပါတယ်ဘရင့်နောင်သူဟာမြန်မာသမိုင်းမှာဒုတိယမြန်မာနိုင်ငံတော်ကိုတည်ထောင်သူထိုင်းသမိုင်းမှာအရက်စိန်မျက်နှာကိုအောင်နိုင်သူသမိုင်းပညာရှင်တွေအတွက်တော့အဲ့ဒီအချိန်လူသားစွမ်းအားကိုအမြင့်ဆုံးထုတ်သုံးပြနိုင်ခဲ့တဲ့အင်ပါယာတိဆောက်သူတို့အဖြစ်ထာဝရတည်ရှိနေမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and comment လေးလုပ်ပေးခဲ့ကြပါဦးနောက်လာမယ့်ကမ္ဘာတဝန်းကစိတ်ဝင်စားစရာသမိုင်းအကြောင်းအရာတွေအတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဗျအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ကတော့ Andrew ပါ